စစ်သေးပါပဲကျွန်တော်တရားဟောတာမသိကောခင်မှာအားလုံးကေရိုစင်ထွက်တဲ့အားလုံးနော်ဒီချင်းတော့ဘုတ်ခါရစစ်တိုင်းစုံပဲကေရိုစင်ထွက်တဲ့လူအားလုံးပြန်လည်ပြီးတော့ရှိဖို့ကြွားလာကြပါ